အားလုံးမင်္ဂလာပါနော်ကျွန်တော်တို့ဒီနေ့ပြောသွားမယ့်အကြောင်းအရာကတော့ဝိညာဉ်ဆိုတာဘာလဲသိပြီးဝိညာဉ်ကဘယ်ရောက်သွားတာလဲပြီးရှင်မြတ်ထမြောက်ခြင်းအကြောင်းတို့ငရဲအကြောင်းတို့ဒီခါလေးကျွန်တော်လူလောကမှာဒီခါလေးရှုပ်ထွေးနေတာရှိတယ်လူကခန္ဓာနဲ့ဝိညာဉ်နဲ့ပေါင်းဆက်နေတာလားဘလို့လဲမိကွန်းတွေရှိတယ်ဆိုတော့ဒီအပတ်မှာတော့မိကွန်း10ခုနဲ့ပဲစမေးမယ်ဒေါက်တာဟဲဗယ်နော်ပထမမိကွန်းတစ်ခုကလူကခန္ဓာနဲ့ဝိညာဉ်ပေါင်းဆက်ပြီးဘယ်လိုအသက်ရှင်နေတာလဲဆိုတာကျမ်းစာကဘယ်လိုဖော်ပြထားသလဲဆိုတာနည်းနည်းလေးရှင်းပြမယ်ပြီးတော့ခန္ဓာမှာအသိစိတ်ရှိတာလားမဟုတ်လေဝိညာဉ်မှာပဲအသိစိတ်ရှိတာလားဝိညာဉ်မှာရောခြေတွေလက်တွေအင်္ဂါတွေပါလားဆိုတဲ့မိကွန်းလေးကိုကျေးဇူးပြည့်အရင်ဆုံးဖြည့်ပေးပါနော်မြေမှုန့်ကနေလူကိုဖန်ဆင်းပြီးတော့လူအထက်ကိုဘုရားသခင်ဇီဝအသက်ကိုမှုတ်သွင်းလိုက်တော့မှလူကအသက်ရှင်တဲ့တ attva ဖြစ်တာအဲ့တော့မြေမှုန့်ဆိုတာကကျွန်တော် chemistry မှာသင်ရမယ်ဆိုမြေကြီးထဲမှာ atom က118ခုရှိတယ်အဲ့တော့မြေမှုန့်ကနေလူကိုဖန်ဆင်းတယ်ဆိုတော့လူထဲမှာလည်း atom တွေ118ခုပါမှာပဲမြေမှုန့်ထဲကနေကာဗွန်တို့ hydrogen တို့ oxygen တို့ nitrogen တို့ silicon dioxide တို့နောက်တစ်ခုက ion တို့အကုန်လုံးပါတယ်အဲ့ကြောင့်လူခန္ဓာကိုယ်မှာရှိတဲ့အရာတွေအကုန်လုံးကိုဆဲတစ်လုံးချင်းစီကိုဘုရားသခင်အဲ့ atom လေးတွေနဲ့ဖွဲ့စည်းလိုက်တယ်လူကခန္ဓာကိုယ်မှာဆဲရ39.2 trillion နာလူထဲမှာအဲ့ဆဲတွေကများပြားစွာရှိတဲ့အခါကျတော့အဲ့ဆဲတစ်လုံးချင်းစီကိုဘုရားသခင်ဖန်ဆင်းတဲ့အခါမှာဆဲပုံစံမတူအရင်ဆုံးအယိုးအစစ်တွေကိုဖန်ဆင်းလိုက်တာပြီးတော့မှအုံနောက်နဲ့အာယုံကြောတွေကိုဖန်ဆင်းလိုက်ပြီးတော့ကြွက်သားတွေကိုဖန်ဆင်းလိုက်တာပြီးတော့မှအတွင်းထဲမှာရှိတဲ့အရေပြားတွေတော့မျက်စိတို့နားတို့နှာခေါင်းတို့ကတွင်းတို့နဲ့ပြီးလို့ရှိရင်လေရှူတက်တဲ့အဆုပ်တွေကိုလည်းဆဲနဲ့ဖန်ဆင်းတယ်အစာအိမ်ကိုလည်းဆဲနဲ့ဖန်ဆင်းတယ်ကြောက်ကတ်တွေစီးလန်းကြောင်းတွေမျိုးပွားအင်္ဂါတွေအကုန်လုံးဆဲတွေနဲ့ဖန်ဆင်းလိုက်တာအဲ့တော့ဆဲတော့ဆဲပဲဒါပေမဲ့ဆဲရဲ့ပုံစံချင်းမတူပါဘူးလှုပ်ဆောင်ချက်ချင်းလည်းမတူဘူးဒါပေမဲ့ဘာလုပ်နိုင်လဲဆိုတော့ဘာမှမလုပ်နိုင်ဘူးအုံနောက်ဆိုတဲ့ဆဲတွေရှိတယ်ဒါပေမဲ့မတွေးနိုင်သေးဘူးအာယုံကြောဆိုတဲ့ဆဲတွေရှိတယ်ကြွက်သားတွေမထိန်ချုပ်နိုင်သေးဘူးရေပြားတွေမျက်စိတွေနားတွေနှာခေါင်းတွေရှိတယ်အထီတွေအနံ့တွေအကြားတွေအရာတွေဘာမှမခံစားနိုင်သေးတဲ့မုံလအယုတ်ကြီးပဲရှိတယ်ဟုတ်တယ်အဲ့ထဲဟိုမှာအဲ့တော့အဲ့ဆဲတစ်လုံးချင်းစီကဘာလိုနာလဲဆိုတော့လဲပတ်နိုင်တဲ့အသက်ဆိုရယ်စွမ်းအင်ကိုလိုနာအဲ့စွမ်းအင်ကိုဘုရားသခင်ကခုနကဘာပေးလိုက်ဆိုဇီဝအသက်ကိုမှုတ်သွင်းလိုက်တယ်ခေါ်တယ်ဇီဝအသက်ကိုဟေပြဲလို့ဆိုလို့ရှိရင်နဖာရှာလို့လည်းခေါ်တယ်ရူဝါကလို့လည်းခေါ်တယ်မြန်မာလိုအဓိပ္ပာယ်ပြန်မယ်ဆိုလို့ရှိရင်တော့လေလို့လည်းခေါ်တယ်ဝိညာဉ်လို့လည်းခေါ်တယ်အဲ့လေဝိညာဉ်ကိုဘုရားသခင်ကဆဲတစ်လုံးချင်းစီတိုင်းကိုသွင်းပေးရမှာအဲ့တော့ဘယ်နေရာနေစပြီးတော့အဓိကသွင်းတာဆိုနှာခေါင်းထဲကိုထည့်လိုက်တာနှာခေါင်းကနေမှတစ်စင်ခန္ဓာကိုယ်မှာရှိတဲ့ဆဲတစ်လုံးချင်းစီတိုင်းအကုန်လုံးရောက်သွားတယ်အဲ့တော့ခန္ဓာကိုယ်မှာဝိညာဉ်ဆိုတဲ့စွမ်းအားဒီနော်ခန္ဓာကိုယ်မှာရှိတဲ့ဆဲလေးတွေစွမ်းအားရသွားဆိုဘယ်နေရာမှာရှိလဲဆိုဆဲတစ်လုံးချင်းစီတိုင်းမှာရှိတယ်အဲ့တော့ဝိညာဉ်ဘယ်နှခုရှိလဲဆိုလို့ရှိရင်တော့39.2 trillion ဖြစ်သွားလိမ့်မယ်အများကြီးဖြစ်သွားလိမ့်မယ်ဟုတ်ပြီအဲ့လိုမျိုးအားတွေအကုန်လုံးရသွားတော့မှဒီအယိုးအစစ်တွေကလည်းသူ့မှာအားရသွားတော့မှအယိုးအစစ်တွေကနေဘာတွေထုတ်လဲဆိုတော့သွေးနီဥတို့သွေးဖြူတို့သွေးဥမွားတွေထုတ်လို့ရမှာအုံနောက်ကလည်းအားရှိသွားတော့မှအုံနောက်ထဲမှာ neurochemical တွေဖြစ်တဲ့ဒိုပါမင်းတို့ serotonin တို့စသဖြင့်တွေးခေါ်တဲ့ဓာတ်တွေစပြီးထွက်လာမှာအသိစိတ်ဆိုတာစရှိလာမှာအာယုံကြောတွေမှာလည်း GABA တို့ glutamate တို့ကစီးဆင်းပြီးတော့ကြွက်သားတွေကိုထိန်းချုပ်လို့ရမှာကြွက်သားတွေကလည်းလှုပ်ရှားလိုက်နိုင်မှာပြီးတော့အရေပြားမှာရှိအာယုံကြောလေးတွေကလည်းဆဲလေးတွေကလည်းအလုပ်လုပ်လာမယ်အထီကိုသိမယ်မျက်စိကလည်းအမြင်ကိုရမယ်နားကလည်းအကြားနဲ့အနံ့နဲ့အရသာနဲ့စသဖြင့်ခံစားမှုတွေရှိလာမှာဒါကြောင့်မို့လူခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေအားလုံးနဲ့ကိုဒီဇီဝအသက်ဝိညာဉ်ဆိုတာကိုစွမ်းအားကိုထည့်သွင်းလိုက်တဲ့အခါကျတော့မှလူဆိုတာအသိရှိပြီးတော့ခံစားတတ်ပြီးတော့လှုပ်ရှားတတ်တဲ့အသက်ရှင်တဲ့သတ္တဝါဖြစ်လာတယ်လို့ကျမ်းစာထဲမှာရေးထားတယ်။ဟေပြဲလို့ဆိုလို့ရှိရင်တော့ nefas လို့ရေးတယ် nefas ဆိုတာအသက်ရှင်သောသတ္တဝါမြန်မာလိုပြန်မယ်ဆိုလို့ရှိရင်တော့ nefas ရဲ့အဓိပ္ပာယ်ကိုလေဝိညာဉ်ကိုရှူတဲ့သတ္တဝါလို့အဓိပ္ပာယ်ရတယ်လေဝိညာဉ်နော်လေဝိညာဉ်ကိုရှူတဲ့သတ္တဝါအဲ့တော့ဘုရားသခင်တခါတော့ပေးလိုက်တယ်အသက်ရှိသွားတယ်ဒါပေမဲ့အသက်ရှိတယ်ဆိုပြီးတော့မရှူဘဲနေလို့ရလားဆိုတာမရဘူးခန္ဓာကိုယ်မှာရှိတဲ့အဲ့39.2 trillion သောဆဲတွေအမြဲတမ်းရှူနေဖို့လိုတယ်ဒါဆိုလို့ရှိရင်သူကဘယ်လိုရှူမှာလဲဆဲတွေမှာရှူတဲ့အပေါက်ပါလို့လားဆိုမပါဘူးအဲ့ကြောင့် sorry တဲ့ဘုရားသခင်ဆဲတွေတဲ့ဝင်တဲ့အပေါက်ကိုဘယ်ကနေထားလာဆိုနှာခေါင်းကနေထားတာနှာခေါင်းကနေမှလည်းဆင်လေဝိညာဉ်ဆိုတော့အောက်ဆီဂျင်ကျွန်တော်ရှူလိုက်တယ်ရှူလိုက်ပြီးလို့ရှိရင်အောက်ဆီဂျင်ကအဆုတ်ထဲဝင်သွားတယ်အဆုတ်ကနေမှဆင်သွေးကြောတွေထဲဝင်သွားတယ်သွေးကြောတွေထဲမှာရှိတဲ့သွေးတွေထဲကိုရောက်သွားတော့နှလုံးထဲကိုရောက်သွားတယ်နှလုံးကအဲ့အောက်ဆီဂျင်ပါတဲ့သွေးတွေကိုဘယ်ပို့လို့ဆိုတကူလုံးကိုပို့လိုက်တာတကူလုံးကိုပို့လိုက်တော့တကူလုံးမှာရှိတဲ့39.2 trillion သောဆဲတွေကအဲ့သွေးထဲမှာရှိအောက်ဆီဂျင်ကိုစားလိုက်တာစားလိုက်တော့မှသူတို့ဘာရပါဆို adenosine triphosphate ဆိုတဲ့စွမ်းအင်ကိုရသွားတာအဲ့တော့မှဆဲတွေကရန်ရည်လဲပတ်နေတာမှာဆဲတွေကဘယ်တော့မှမပြည့်စည်အောင်လို့ထိမ့်သိမ်းထားတဲ့အနေအထားအမြဲတမ်းအားရှိနေမယ့်အနေအထားကိုဆဲတွေကထိမ့်သိမ်းထားလို့ရမှာဖြစ်တဲ့အတွက်ကြောင့်လူကဒီ39.2 trillion သောဆဲတွေအမြဲတမ်းအသက်ရှူနေရတယ်။ရှူသွင်းပြီးတော့လည်းရှူမထုတ်ရဘူးလို့ဆိုရှူထုတ်ရတယ်။ဆဲတွေကအောက်ဆီဂျင်ကိုစားပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်ထုတ်ပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်တွေကသွေးထဲရောက်သွားတယ်။သွေးထဲရောက်သွားတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကနှလုံးထဲကိုသွေးထဲကနေမှဆင်ဝင်သွားတယ်။နှလုံးကအဲ့သွေးတွေကိုအဆုပ်ကိုပြန်ပို့ပြီးတော့အဲ့အဆုပ်ကိုရောက်သွားတဲ့သွေးထဲကနေမှဆင်ကာဗွန်ဒိုင်အောက်ဆိုက်တွေကလေအဖြစ်အဆုပ်ကနေမှကျွန်တော်ပြန်ရှူထုတ်လိုက်တယ်။